အားလုံးပဲမင်္ဂလာပါဒီနေ့မှာဆိုလို့ရှိရင်တော့အကြောင်းအမျိုးမျိုးကြောင့် IRS ကိုပတ်စံသွင်းဖို့လိုတယ်ဆိုလို့ရှိရင်ဘယ်လို online ကနေသွင်းရမလဲဆိုတာကိုကျွန်မ screen ပေါ်မှာပြပေးသွားမှာဖြစ်ပါတယ်ကျွန်မတို့က IRS ကိုအကြောင်းအမျိုးမျိုးကြောင့်ပတ်စံသွင်းဖို့လိုနိုင်ပါတယ်installment payment လည်းဖြစ်နိုင်တယ် tax due တွေကိုပေးတာလည်းဖြစ်နိုင်တယ် estimated tax ပေးတာလည်းဖြစ်နိုင်တယ်မလို့ရှိရင် notice တစ်ခုခုရလို့ပေးစရာရှိလို့ပေးတာလည်းဖြစ်နိုင်တယ်အဲ့ဒါကြောင့်မလို့ဘာကြောင့်ပဲဖြစ်ဖြစ် IRS ကိုပတ်စံသွင်းဖို့လိုတယ်ဆိုလို့ရှိရင် online ကနေဘယ်လိုသွင်းရမလဲဆိုတာကိုအစကနေအဆုံးထိကျွန်မအသေးချာ screen ပေါ်မှာပြပေးသွားမှာဖြစ်ပါတယ်အခုကျမတို့ IRS website ထဲရောက်သွားပြီဖြစ်ပါတယ်ဒီ page မှာဆိုလို့ရှိရင်ကျမတို့ IRS ကိုပေးစရာရှိတဲ့ပတ်စံတွေကိုအကုန်လုံးဒီပေါ်ကနေသွင်းလို့ရတာဖြစ်ပါတယ် installment payment လည်းဖြစ်နိုင်တယ် estimated tax payment လည်းဖြစ်နိုင်တယ် tax due လည်းဖြစ်နိုင်တယ် notice ရလို့ပေးစရာရှိလို့ပေးတာလည်းဖြစ်နိုင်တယ်ပေါ့နော်ပေးစရာအမျိုးမျိုးကိုဒီ page ကနေပေးလို့ရတာဖြစ်ပါတယ်အခု payment တွေကိုဘယ်လိုပေးတယ်လဲဆိုတာကြည့်ကြရအောင်ဒီမှာ payment ပေးလို့ရတဲ့နည်းလမ်းတွေအများကြီးရှိပါတယ်အပေါ်မှာဆိုလို့ရှိရင် bank account နဲ့ပေးမလား debit card credit card တွေနဲ့ပေးမလားပေါ့နော် IRS account ရှိတယ်ဆိုလို့ရှိရင် IRS account နဲ့ပေးမလားပေါ့နော် IRS account ရှိတယ်ဆိုလို့ရှိရင်တော့အကောင်းဆုံးပေါ့နော်အခု account ထဲကနေဝင်ပြီးတော့ payment တွေပေးလို့ရတယ် transcript တွေလိုတယ်ဆိုလို့ရှိရင်တောင်းလို့ရတယ် balance ဘယ်လောက်ရှိတယ်လဲဆိုတော့ကြည့်လို့ရတယ်ပေါ့နော်ဆိုတော့ account ရှိတယ်ဆိုလို့ရှိရင်ဒီမှာaccount ထဲမှာ login ဝင်ပြီးတော့ကြည့်ရုံပဲပေါ့နော် payment တွေပေးရုံပဲတကယ်လို့မရှိသေးဘူးဆိုလို့ရှိရင်ဒီမှာ create an account ပေါ့နော်နှိပ်ပြီးတော့ create လို့ရပါတယ် account တစ်ခုဖွင့်လို့ရပါတယ်ဒီ IDMe account ကတော့ဖွင့်တင်တယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုလို့ရှိရင်ဒီ IDMe account ရှိတယ်ဆိုလို့ရှိရင် IRS account ရှိတဲ့အချိန်မှာဒါ IDMe login နဲ့ဝင်လို့ရတယ်လို့ Social Security account ချစ်ချင်တယ်ဆိုလို့ရှိရင်ဒီ IDMe account information သုံးပြီးတော့ account username နဲ့ password သုံးပြီးတော့ဝင်ကြည့်လို့ရပါတယ်ဆိုတော့ဒါအရင်အရေးကြီးတဲ့ information တွေကိုတွားတဲ့အချိန်မှာဒီ IDMe ကိုသုံးလို့ရတာဖြစ်ပါတယ်အဲဒါကြောင့်မလို့ IDMe account လုပ်တဲ့အချိန်မှာလည်းသူတို့ဒီpassword နဲ့ username set up ပြီးတော့ဒီတိုင်းပေးမလုပ်ဘူးပေါ့နော်သူတို့တေချာစစ်ပါတယ်တကယ်လို့ IRS account မဖွင့်ချင်သေးဘူး IDMe account မဖွင့်ချင်သေးဘူးမလို့ရှိရင်မဖွင့်တတ်ဘူးဆိုလို့ရှိရင်လည်း payment ပေးလို့ရတဲ့နည်းလမ်းတွေအများကြီးရှိပါတယ် bank account နဲ့ပေးလို့ရတယ် debit card credit card နဲ့ပေးလို့ရတယ်ပြီးတဲ့အပြင်မှာဒီအစိုးရရဲ့online platform တစ်ခုဖြစ်တဲ့ EFTPS နဲ့လည်းပေးလို့ရတယ်အဲ့ဒါကတော့ enrollment လို့တယ်ပေါ့နော်တကယ်လို့ enrollment လည်းမလုပ်ချင်ဘူး IDMe account လည်းမဖွင့်ချင်သေးဘူးဆိုလို့ရှိရင်တော့အလွယ်ဆုံးကတော့ bank account နဲ့ပေးမလားအပေါ်ဆုံးတစ်ခုပေါ့နော် debit card နဲ့ပေးမလားဒီတစ်ခုထဲကတစ်ခုနဲ့ကျမတို့ပေးလို့ရပါတယ်တကယ်လို့ bank account နဲ့ပေးမယ်ဆိုလို့ရှိရင်အဲ့ဒါလေးကိုကျမတို့နှိပ်ဖို့ဖြစ်ပါတယ်အခုကျမတို့ bank account နဲ့ပေးဖို့လုပ်မယ်ဆိုလို့ရှိရင်ဒါနှိပ်ပြီးလို့ရှိရင်ဒီဟာတွေ့ရမယ် personal tax ပေးမှာလား business tax ပေးမှာလားဆိုတာကိုသူတို့မေးပါတယ်ကိုက personal အတွက်ဆိုလို့ရှိရင် personal ကိုကျမတို့နှိပ်ရမှာဖြစ်တယ် business အတွက်ဆို business ပေါ့နော်အခုကျမတို့က personal ပေးမှာဖြစ်တဲ့အတွက် personal အောက်က make a payment ဆိုတာကိုနှိပ်လိုက်မယ်ပြီးလို့ရှိရင်ဒီမှာရောက်ပါပြီ step first step ပေါ့နော်ရောက်ပြီအဲ့ဒါဆိုလို့ရှိရင်သူပထမဆုံးအပေါ်ဆုံးကမေးတာကဘာလဲဆိုလို့ရှိရင် reason for payment ပေါ့နော်ဘာအတွက်ပေးမှာလဲဆိုတဲ့ဟာကိုကျမတို့အရင်ဆုံးဖြေဖို့လိုတာဖြစ်ပါတယ် amended tax return file လိုက်လို့ထပ်ပေးဖို့လို့ပေးတာဆိုလို့ရှိရင်လည်း amended return ပြီးလို့ရှိရင်estimated tax အတွက်ပေးတာပေါ့နော်ဒီ2025အတွက်3လတစ်ခါကြိုပေးတဲ့ estimated tax ဆိုလို့ရှိရင်လည်း estimated tax ကိုရွေးရမှာဖြစ်တယ်မလို့ရှိရင် tax ပေးဖို့ကြံခဲ့တဲ့ဟာရှိသေးတယ်မလို့ရှိရင်လုံးဝမပေးရသေးဘူးအဲ့ဒါကိုပေးဖို့ဆိုလို့ရှိရင် balance due ပေါ့နော်စသဖြင့်ကိုယ့်ရဲ့အကြောင်းအရာကိုရွေးပေးရမှာဖြစ်ပါတယ်။နောက်တစ်ခု apply payment to ဆိုတဲ့နေရာမှာ personal tax ပေးဖို့အတွက်ဖြစ်တဲ့အတွက် 1040ဆိုတာကိုကျမတို့ရွေးမယ်။ပြီးလို့ရှိရင်အောက်ဆုံးမှာကတော့ဘယ်ခုနှစ်အတွက်လဲပေါ့နော်ဆိုတဲ့နေရာမှာကျမတို့2024ကိုရွေးလိုက်မယ်23ဆိုလို့ရှိရင်23ပေါ့နော်ပြီးလို့ရှိရင် confirm ဒီမှာ identity ကိုသူတို့ verify လုပ်မှာဖြစ်တယ်ကိုတကယ်ဟုတ်သလားပေါ့နော်ဆိုတော့အခုကျမတို့က2024ပေးဖို့ရွေးတယ်ဆိုလို့ရှိရင် identity verify လုပ်ဖို့ကိုသူတို့ခုနှစ်ကိုရွေးခိုင်းမှာဖြစ်ပါတယ်ဒီမှာကျမတို့2023နဲ့ verify လုပ်မယ်ဆိုတဲ့အချိန်မှာ2023တုန်းက tax return ပါတဲ့အချိန်မှာသုံးတဲ့ information အတိုင်းအတိအကျဖြည့်ပေးရမှာဖြစ်ပါတယ်အဲ့ဒါမှသူတို့ကဒီလူကတကယ်ဟုတ်သလားဆိုတာကို confirm လုပ်နိုင်မှာဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့2023ကိုရွေးတယ်ဆိုလို့ရှိရင်2023အတိုင်း information ကိုအတိအကျ
ရွေးရမှာဖြစ်ပါတယ်ဥပမာ single နဲ့ file တဲ့လူတွေက single ပေါ့နော် marriage join နဲ့ file တဲ့လူတွေက marriage join လေးပေါ့နော်စသဖြင့်အမှန်ကန်နာမည်တွေကအစလိပ်စာတွေကအစအကုန်လုံးကျမတို့ဖြည့်ရမှာဖြစ်ပါတယ်အခုကျမဖြည့်တာကတော့တကယ်မဟုတ်ဘူးပေါ့နော်ကျမဒီတိုင်းပြချင်လို့ဒါဖြည့်တာဖြစ်တယ် verify လုပ်တဲ့ process ကိုကျမပြချင်လို့ပေါ့နော်ပြီးလို့ရှိရင်ဒီမှာသူတို့မေးတဲ့အတိုင်းအကုန်လုံးပေါ့နော်ဒီ date of birth ဒီကအစsocial security number ဒီလိပ်စာတွေအကုန်လုံးကိုကျမတို့ဖြည့်သွားမှာဖြစ်ပါတယ်ဖြည့်ပြီးပြီဆိုရင်တော့အောက်မှာပေါ့နော်ဒါI accept ဆိုတဲ့ဟာကို check box လေးကျမတို့နှိပ်ရမှာဖြစ်ပါတယ်ပြီးလို့ရှိရင်ကျမတို့ next step ကိုသွားရမှာဖြစ်တယ်ဒါပေမဲ့အခုကျမဖြည့်ထားတဲ့ဥစ္စာတွေကတော့ information မမှန်တဲ့အတွက်ဆက်မသွားခိုင်းဘူးပေါ့နော်ဆိုတော့အခါမှာဒီလိုမျိုး verification လုပ်တဲ့ချိန်မှာ2023ကိုရွေးတယ်ဆိုလို့ရှိရင်2023အတိုင်းအတိအကျဖြည့်မှာပဲ next step ကိုသွားလို့ရမှာဖြစ်ပါတယ်အားကြောင့်ကျမ next step ကိုသွားလို့ရမှာမဟုတ်ပါဘူးအခုကျမ next step ကိုသွားလို့ရတယ်ဘာလို့လဲဆိုတော့ကျမတကယ်အမှန်ကန် information တခုကိုဖြည့်ထားလို့ပေါ့နော်ဒါပေမဲ့အမှန်ကန်ဖြည့်ထားတဲ့ဥစ္စာကိုတော့ကျမမပြတော့ဘူးဘာလို့လဲဆိုတော့ information တွေက confidential ဖြစ်တဲ့အတွက်အခုခဏကကျမတို့verification ပြီးတဲ့အချိန်မှာဒီ page ကိုရောက်ပါတယ်အပေါ်မှာ payment information ကိုမေးပါတယ်ဘယ်လောက်ပေးမှာလဲပေါ့နော်400ဆို400 500ဆို500ပြီးလို့ရှိရင် bank information မေးပါတယ် bank information မှာတော့ routing number တွေ account number တွေမေးပါတယ် account number ဆိုလို့ရှိရင်တစ်ခါထည့်ခိုင်းပါတယ်ပေါ့နော် checking လား savings လားပြီးလို့ရှိရင်ဒီ payment confirmation ကို email နဲ့ရချင်တယ်ဆိုလို့ရှိရင် check box လေးမှာ check လုပ်ပြီးတော့ email address ကိုကျမတို့ရိုက်ထည့်ရပါမယ်တေချောင်းသူတို့နှစ်ခါရိုက်ထည့်ခိုင်းပါတယ်ပြီးရင်တော့ကျမတို့ continue ကိုသွားပြီးတော့ next step ကိုသွားရမှာဖြစ်ပါတယ်ဒီမှာကျမတို့ I agree ဆိုတာကိုနှိပ်ပေးဖို့လိုပါတယ်ပြီးရင်နောက်ဆုံးစာမျက်နှာကိုကျမတို့ရောက်ပြီးနောက်ဆုံးစာမျက်နှာမှာကိုရိုက်ထည့်ထားတဲ့ဖြည့်ထားတဲ့ information တွေမှန်သလားဆိုတာကိုကျမတို့ပြန်ကြည့်ဖို့ဖြစ်ပါတယ်မှန်တယ်ဆိုလို့ရှိရင် first name ရိုက်ထည့်မယ် last name ရိုက်ထည့်မယ်ပြီးလို့ရှိရင် social security number လည်းတစ်ခါပြန်ရိုက်ထည့်ဖို့လိုပါတယ်ပြီးရင်တော့ submit လုပ်လိုက်အောင်ပဲဖြစ်ပါတယ် email နဲ့ confirmation ရဖို့လုပ်ထားတယ်ဆိုလို့ရှိရင် email ထဲမှာ confirmation လာမှာဖြစ်ပါတယ်ကျွန်မကတော့လိုမဲမဲ print out လည်းလုပ်ထားပါတယ်အားလုံးအတွက်အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်